ဗောဓိမြိုင်ဆရာတော်ဖျားကြီးပေးသနာတော်မူသောစေလိုရာစေနော်ကိုးတန်ဂါထာကိုရွတ်ဖတ်ပူဇော်ပါမယ်။ဩနောရဇတိရဇမာနောနာနောနေနာနောဥတ္တမောနာနောနေနာနောဘုံဝိရာဇာနောဣတိပိသောဘဂဝါဝုဒ္ဓဣတိမန္တာဒုက္ခဝဟာဣတိဗုဒ္ဓေဟိတရဏံတဗ္ဗေဒေဝပိယံမမဣတိဓမ္မေဟိတရဏံစတုမဟာရာဇာပိယံမမဣတိတံဂေဟိတရဏံဣတိပုရိတာပိယံမမတဗ္ဗေအနန္တရာယဝိနာတံတုသာဓုသာဓုသာဓု